Good morning bye everybody let's drink coffee together တဲ့ coffee တောက်ရင်ရောက်ပြီပေါ့ coffee တောက်ချင်ရောက်ပြီလေဒါတရက်တာရဲ့ဘာမှမလုပ်ခင်ပေါ့တော့ဘာမှတော့လုပ်ချင်မရှိဘူးဒါပေမဲ့ကြီးကြင်ဘာမှမလုပ်ခင်မှာဒီလို coffee တောက်လိုက်ရတာလေတကယ်လုံးဝလေတရက်တာပြီးဆိုဒါကို coffee တောက်တဲ့သူတွေပဲတည်တာနေအဲ့ဒါအရင်ထုတ်မနေနဲ့လေ coffee အေးကုန်မှာတရက်ကိုတစ်ခွက်လောက်တော့တောက်ပေးတင်တယ်တဲ့သူပြောတာပဲလူတယောက်မှာ caffeine တက်တဲ့လိုအပ်တယ်လေဒါရ stress ကိုလျော့စေတာလျော့စေတယ်တရက်တစ်ခွက်ပဲပေါ့ဟမ်nice ကျတော့ပေါ့နောက်တစ်ခါဟမ်nice กิมจิအမမဆိုဂျူတောက်နီလောက်ပြရမလားဟုတ်မလားအဲ့လိုမျိုးဆိုဂျူတောက်ရင်